မခင်ချော်မေတတိယပိုင်းမခင်ချော်မေကြပြဆရာတွေတည်ပြီးတဲ့အခါမြစ်တွေဖြစ်သွားလိမ့်မယ်ဟုတ်ကဲ့မခင်ချော်မေကျွန်တော်လွယ်အသင့်ပြင်ထားပါတယ်ကျွန်တော်အိမ်နေရန်ပေါ်ကဂျင်းကြီးလေးလဲခောက်ထည့်ထားလိုက်ပါပြီဟုတ်ကဲ့မခင်ချော်မေဘာမှမသေးကြတဲ့လောကကြီးထဲမှာကျွန်တော်ဟာဘာမစိုးဖြစ်သွားနိုင်ပါလဲဟုတ်ကဲ့မခင်ချော်မေဟောဒီကြပြဟာလည်းနောက်ဆုံးကြပြဖြစ်နိုင်ပါရဲ့ဒါမှမဟုတ်ရင်ကျွန်တော်ကိုယ်တိုင်ကရောကြပြတစ်ပုဒ်ဖြစ်မသွားနိုင်ဘူးလားဟုတ်ကဲ့မခင်ချော်မေအသက်တက်ကိုဂရုစိုက်ပါနှလုံးသားကိုကာကွယ်ပါချစ်ချင်းမြတ်တာရဲ့အလံကျွန်တော်ထံပြန်မရောက်နိုင်တော့ဘူးလို့ပြောလာသူတွေကိုပေါ့ကျွန်တော်ဝတ်ထားတဲ့ဂျင်းကြီးလေးကတော်လန်ပါလိမ့်မယ်ဟုတ်ကဲ့မခင်ချော်မေမခင်ချော်မေတည်ငြိမ်ပြီးရင့်ကျက်နေတဲ့လူအဖွဲ့အစည်းတွေကငါပြေးထွက်လိုက်ခြင်းနဲ့တကယ်ငိုတန်တွေကိုကြားနေရပါလျက်ငါတို့မှာနားမရှိဘူးလို့တစ်ဖက်ပိတ်ညင်းနေရတယ်လို့မေတ္တာတရားကိုငါတခါမှမရခဲ့ဘူးတကယ်ရခဲ့တယ်လို့ထင်ယောင်ထင်မှားဖြစ်မှုတွေသာငါတို့ရခဲ့အောက်တစ်ချက်လွတ်နေလို့ခေါင်းပြတ်ခံခဲ့ရတဲ့ပယံစရာတယောက်ရဲ့တေချင်းကိုကြောက်ရွံ့နေတဲ့စိတ်မျိုးဒီနှစ်တွင်မှငါရခဲ့တယ်တိမ်တွေကိုရက်ထားပြီးငါရှုကင်ကိုဆွဲတင်ထားပြီးငါစောင့်နေခဲ့ရတယ်ကိုဘွားလေးကိုပိုက်ပြီးငါရက်နေခဲ့ရတယ်မခင်ချော်မေစိတ်ချကျွန်တော်ကအစွမ်းကုန်စူးစမ်းရင်တော့ခမားဆန်တွေလောက်ပဲကာကွယ်နိုင်မှာပါခမားနှလုံးသားကိုတော့ခမားစိတ်ချလောက်နိုင်ပါတယ်တို့မခင်ချော်မေငငယ်ကလို့မင်းဖိစင်စပိုင်းကလေးဆိုင်ရှိတောက်ထောက်ထားမလားငေးကြည့်မိပါတယ်ခစ်ကထသွားပြီးငါတို့ကဆက်ထိုင်နေရတဲ့နှစ်တွင်မခင်ချော်မေငါရန်ကုန်ကိုဖျက်တမ်းခဲ့တော့ကလေငါအယိုးတွေကမိတော့ကလေးဟာမင်းပဲမင်းရဲ့နှွေးထွေးမှုဟာငါရဲ့ကိုငွေလိုငါမှရှိလို့ရှိခဲ့မယ်မသိငါရလို့ရခဲ့မယ်မသိငါနောက်ကျခဲ့ရတယ်မိလောင်ခဲ့ရတဲ့အခြေရေးတို့မခင်ချော်မေဘာမှမဟုတ်ပါဘူးတချင်တွေမိုးအောင်ကိုမမောင်ရင်ခတ်ပန်ကိုငှက်ငါတိန်တိုက်ခင်ဝမ်းကိုနေဝင်းကိုရဲလွင်နောက်စောအိမ်မက်အဗျူလာရောင်ငံတော်ညဖိုးချိုဝဲလွင်ချင်းရဲ့နောက်ဆုံးချီရဒိုးလုံးတော့ကအယိုးပကြီးစိုးလွင်လွင်အလွမ်းရင်လွမ်းမပြေညီပုဂျင်းပေါင်းပြီးအစုံနေလူမိုးအောင်ကိုရဲလွင်ကိုနေဝင်းရေစီးချောင်းကိုနေဝင်းနေညိုနေပြီမခင်ချော်မေအခြေရကိုရက်ဆက်မှုတွေထဲမှာကိုရက်ဆက်ထားမှုကတော့ကြောက်စရာအကောင်းဆုံးပဲလမ်း40တိုက်ကစက်ကူပန်းရောင်ကလေးပန်းရောင်ဒီပြီးနေပုံညနေခင်းနေရောင်ထိုးကြပုံလမ်းညွန်ဆိုင်ပုံကိုသူပတ်ခွေထားပုံဒီຢာတွေကိုခေါင်းစဉ်တစ်ခုခုပေးမှဖြစ်မယ်လို့မျက်လုံးရှိမှမမြင်ရပဲတိမှုနဲ့မြင်ရတဲ့မြင်ကွင်းတဲမုံလေးတွေအထိတိကျမှတ်မိနေပုံကိုဘာနဲ့မှမလဲနိုင်ပါဘူးမိတ်ဆွေတွေရဲ့ဓာတ်နဲ့သေခဲ့ရတဲ့နေ့ကိုမမေ့သလိုကိုယ်တည်းကိုရလို့လေအခြေရဲ့မခင်ချော်မေကြပြစရာတွေတေးပြီးတဲ့အခါမြစ်တွေဖြစ်သွားလိမ့်မယ်ငါတို့ကိုကိုးကွယ်သူတွေလှော်ခတ်သွားမဲ့မြစ်ရှည်ကြီးတွေဖြစ်သွားမယ်ကိုမညာပါဘူးအခြေရဲ့မခင်ချော်မေကိုချောက်ကိုမြဲနေအောင်ရရင်အင်ဂျီကိုကျွတ်တချင်းလေးတွေနားထောင်ရင်ဘိန်းစားလိုက်နေတဲ့ရထားပေါ်ပြေးပြေးတက်နေရတဲ့နေတွင်ကိုရှာဖွေနိုင်တဲ့မတ်တက်တရက်စာမြေလွာကလေးကိုခွဲပေးခြင်းနဲ့ကိုစားနာပါအခြေရဲ့အစာအိမ်ထဲမှာအကျွေးစီကလေးတစ်စိပဲတွေးလို့ဖြစ်ဖြစ်မင်းမုံလို့ပဲဖြစ်ဖြစ်ကိုမတနာလိုက်ပါနဲ့ညမလေးချောမေတို့ငါကအချိန်ပြင်းနဲ့အခြေရဲ့ငါနဲ့တိုက်မိရင်ကျိုးရင်ကျိုးမကျိုးရင်မီးလောင်ပြီးပြမှုတ်လေးတွေဖြစ်ကုန်လိမ့်မယ်အသေးတွေကတောက်နေတဲ့မီးတောင်ဟာနျူကလ িয়ার ပေါက်ကွဲမှုအပြီးကကြမ်းခဲ့တဲ့မီးတောင်ကလေးပဲငါကအန်ဒီရများတယ်ရေဒီယိုတက်တီကြွတယ်စိတ်လိုမကြတဲ့နေ့တွေမှာကိုအသေးကိုထုတ်ပြီးနယံကိုပြစ်ပေါက်စော့တတ်တယ်ဒါပဲငါအကြောင်းရေးတဲ့ဂျင်းမောင်းမီထဲမှာတောင်ငါကို
ရှာမတွေ့နိုင်တဲ့အထီလဲငါကပုံတတ်တယ်ပြောပြတာပါငါမိတောင်ကလေးမငင်းအောင်ငါပဲကာကွယ်ရမယ်အကြောင်းချော်မေပူရာယုံလေးဟာဒုတ်ကောက်ကိုလှမ်းဆွဲတယ်ဝှီချဲဘော်ကထပြေးတယ်နောက်ဆုံးယထာကိုလှမ်းမြင်ရတဲ့နေရာရောက်မှစမသွားတော့ဘူးတဲ့တပြင်းချတယ် secret တောက်တယ်ခြေထောက်နဲ့ရေတံဘူးကုံကိုကန်တယ်တကယ်ဆိုခိုးတွေထထပြန်နိုင်တာအေးရေးဝဝအဲ့လိုပဲဖြစ်မယ်ငါကတော့မဟုတ်ဘူးဒါဆိုငါပကြီးကားတွေတိတ်ရွက်လို့ကြွေတာကရောငါအိတ်ခမ်းနဲ့မင်းကိုရွှေ့ဆိုင်ထားမိလို့လားချောမေတို့ပေးစာအချို့ကြပြဆရာကိုတတ်မယ်ဆိုနှလုံးတက်တဲ့ကိုငွေသွန်းသားနဲ့မျက်နှာချင်းဆိုင်ထိုးရတယ်တခါတည်းတည်အောင်တိုက်ရတယ်တို့မခင်ချောမေကို့နွဲ့တင်အနားမှာမရှိတော့သလိုမင်းကို့နားမှာမရှိတော့ကိုဟာကို့နုပညာနဲ့ပဲနေထိုင်အစဉ်ပြေသွားရတော့မယ်ထင်ပါတယ်ချစ်ရဲ့ညကအိမ်မက်ထဲမှာလှိုင်းမြင့်ကြီးတွေကိုကို့အိမ်မက်မက်တယ်အတစ်တဖန်ပြန်ဖြစ်လာမဲ့ရင်ထဲကချစ်ချင်းတရားကလေးရဲ့လို့တွေ့မိတယ်မင်းလက်တွယ်တွယ်ကလေးကိုကိုင်းထားပြီးစိမ့်ပြရောင်ရေးလိုင်းတွေကိုတို့ကိုထိုးမွေသွားမှကိုထိုင်ဆောင်နေရတယ်အဲ့ဒီအချိန်မှာဖြစ်ပေါ်နေတဲ့ကိုတို့ရင်ထဲကငြိမ်သက်ခြင်းကြောက်စိတ်နဲ့ထွက်ပြေးတိမ်းရှောင်နေကြတဲ့လူသားတယောက်ချင်းစီကိုကမ်းခြေပေါ်မှာလှိုင်းတွေဝါးမျိုးပစ်လိုက်ပုံကကိုတို့အတွက်တာမန်ကိစ္စတစ်ခုလို့ကိုတို့ကိုလှိုင်းချိန်ကြောင့်လွင့်ထွက်လာတဲ့သဲတွေအရင်ထီပြီးမှလှိုင်းကဝါးမျိုးသွားခဲ့တယ်ကိုမင်းလက်ကလေးကိုလွတ်ထွက်သွားတယ်ကိုသေးသလားရှင်သလားတောင်မင်းမသိရတော့ဘူးကိုအိယာကနိုးလာတယ်ယူဇနာပင်လေးကိုရေလောင်းတယ်ပြီးတော့ကိုလည်းရေတစ်ခွက်တောက်တယ်လဲချောင်းအသွေးအသားတဲ့အထိရေအေးအေးဟာစိတ်ဝင်သွားတယ်အဲ့ဒီနောက်ကိုခြေထောက်တွေကိုရေလောင်းတယ်ကိုခန္ဓာကိုယ်အပူချိန်ကြောင့်ခြေထောက်ကရေတွေအငွေ့ပြန်သွားပြီးချက်ချင်းခြောက်သွားတယ်အဲ့ဒီနောက်ညကအိမ်မက်ထဲမှာပါတဲ့မိမကဘသူလဲဆိုတာကိုစဉ်းစားတယ်ပြီးတော့ကိုအဲ့ဒီအကြောင်းကိုမေ့သွားတယ်လှုပ်ရိုးလှုပ်စဉ်တရက်တာကိုဖြတ်တန်းတယ်ကွန်သီးအခွန်တွေခွာတယ်ကြက်ဖာတွေကိုကားပေါ်ကနေအောက်ကိုကူချပေးတယ်ကြကြံခဲ့တဲ့စာရွက်တွေကိုကိုပြန်လိုက်ပေးတယ်ကိုအမိုက်တုပ်ကိုဆွဲပြီးလမ်းတောင်းကအမိုက်ပုံစီကိုသွားတယ်အမိုက်ပစ်ပြီးပေမဲ့ကိုအိတ်မပြောဘူးအဲ့ဒီအချိန်ကြီးမှာကိုပကြီးစရေးတယ်ဤလက်ဒီဇင်ဘာ24 2028တော့မခင်ချော်မေကြပြဆရာကိုတတ်မယ်ဆိုနှလုံးတက်တဲ့ကိုငွေသွန်းသားနဲ့မျက်နှာချင်းဆိုင်ထိုးရတယ်တခါတည်းတည်အောင်တိုက်ရတယ်ချော်မေရင်ကိုလေးဒီရက်တွေမှာကိုအမှုပညာသမားအစ်စ်အမှန်ဖြစ်လာပြီလို့ကိုစတွေးစားပြုလာတယ်တကယ်တော့နတ်ဆိုးတကောင်ကောင်ကကိုရဲ့နရွက်ကြားလေးတဲ့ကိုခေါင်းတို့ဝင်ကိုနားကိုသူ့အိမ်လှုပ်ပြီးနေနေတာကိုမိတ်ဆွေတွေရဲ့ခန္ဓာကိုယ်ကိုညှစ်ချပြီးကြလာသမျှအကျွေးစီတွေကိုတန်ယူတယ်ဓာတ်ထက်ထက်နဲ့ကိုနရွက်ရဲ့နယံမှာပကြီးကားရဲ့နာမည်ကိုထွင်တယ်ကိုသွေးပြတ်တယ်ဓာတ်ထုတ်ပြီးကိုနရွက်ကိုပိုင်းချပစ်ချင်တယ်ဒီလိုမလုပ်နိုင်တော့ကိုရဲ့အငုံစိတ်ဟာတွေးသမျှလူကိုအထက်စီးကဆက်ဆံတယ်ဓာတ်နဲ့လိုက်ထိုးတယ်ကိုအမားတွေကိုမင်းဆောက်သုံးမကြလို့ဆိုပြီးအရွက်တိုက်တယ်စာလုံးပေါင်းအမားတွေကိုမပြင်ဘူးကဘာကိုပတ်တယ်ငွေနောက်လိုက်တယ်မိန်းမတွေကိုပါးချက်သွားအောင်လိပ်ပြီးအတလန်တိတ်တဲကိုပြစ်ချတယ်ချစ်ချင်းမြတ်တာကိုခနဲ့ပြီးတဝရီတယ်မိသားစုကိုအစာဖြတ်ပြီးတတ်တယ်နောက်ဆုံးကိုခြေထောက်တွေထုံလာတယ်ကိုအသက်တဟာပါပြီးပျောက်ကွယ်သွားတယ်ကိုမျက်နာပေါ်ကနူးပျောက်သွားတယ်ကိုတက်သေးပြစ်ဖို့လုပ်တယ်ကိုနှစ်ရွက်ထဲကနေအရက်တွေလောင်းထဲတယ်ကိုနှစ်ရွက်ကိုကိုက်ဖြတ်ပစ်လိုက်တယ်နောက်ဆုံးကိုအယူးဆိုပြီးကားစဉ်တင်မီးရှို့တက်လိုက်ကြတာကိုစိတ်ဟာအငွေ့တွေဖြစ်သွားတဲ့အထိပါပဲဤလစ်နိုဝင်ဘာ2
2028တို့မခင်ချော်မေချောမေတယောက်ရဲ့နာကျင်မှုကိုအခြားတယောက်ကအပြည့်အဝနားလည်ခံစားပေးနိုင်တယ်လို့ယုံကြည်ထားတဲ့ဘယ်နှစ်သက်မှငါစီကိုရောက်မလာနိုင်တော့တာမင်းရောငါပါတီးပြီးသားပဲမဟုတ်လားဂျင်ပေါင်းပြီးအဲ့တွေတဲ့လက်နိုင်ထားရင်ငါကိုငါလုံခြုံမှုရှိတယ်လို့ခံစားရလို့သာငါဟာငါနေ့ရက်တွေကိုထိုင်လူမရှိတဲ့မနက်ခင်းလက်ဖက်ရည်ဆိုင်ကလေးလိုဖွင့်ထားခဲ့တာဒီလိုအချိန်ငါရဲ့အကြောက်အကန်ညင်းဆိုနေရမှုအလုံးဟာဘာဆောက်တိတ်ပဲမှမရှိဘူးလို့တယောက်ယောက်ကငါပခုံးကိုပုတ်ပြီးပြောလိုက်မှာကိုငါစိတ်ပူဆုံးပဲအောင်ချင်းရဲ့မနက်ရေအေးအေးကိုဖတ်တယ်ပြီးတော့ငါရေချိုးဖို့ကြိုးစားတယ်ဓာတ်ကိုထုတ်ပြီးရင်ဘတ်ကိုထိုးဆိုင်လိုက်ဖို့ကြတော့လဲငါမသိရင်ဝေဒနာမခံစားရအောင်ငါကောင်းကိုအစင်သင့်ခုတ်ဖြတ်ပေးမဲ့ငါမိတ်ဆွေသားသမားဟာဟိုးဝေးကြီးကိုရောက်နေခဲ့ပြီအောက်တိုဘာ9 2028ဤလက်တော့မခင်ချော်မေဒီနှစ်တွင်မှာကျွန်တော်အကြီးအကျယ်ရှုံနိုင်ခဲ့ပါတယ်ဂျင်းမောက်မီအဟောင်းတွေစာငွေကြီးကျွန်တော်မောင်မိခဲ့တဲ့နေ့တွေကိုကျွန်တော်ကြုံတွေ့ခဲ့ရတယ်တနေ့ရကိုမရောက်အောင်မသွားနိုင်တော့လို့လှည့်ပြန်ခဲ့ရတာတွေအရန်ကိုများခဲ့တယ်ကျွန်တော်ကန်းကြီးမှာတိတ်တဆိတ်သွားထိုင်ဖြစ်တယ်ပြပန်းကလှောက်ရှားနေကြတဲ့လောကကြီးကိုစိတ်ကုန်းလာတယ်တယောက်ယောက်ရဲ့နားကိုအဆုံးထိကတ်နေကြည့်တယ်ဒါပေမဲ့ကျွန်တော်မလုံခြုံပါဘူးတယောက်တည်းရှင်တန်ရတာတွေအရေးတွေသိုးသားဟင်းတွေကျွန်တော်နောက်ကိုအဆက်မပြတ်ပြေးလိုက်နေတဲ့ငွေကြေးနဲ့အိမ်မက်တွေရဲ့တချွင်ချွင်အော်တန်တွေကျွန်တော်ယွန်ရှာနေခဲ့တယ်အနီးအနားမှာခတ်တောက်စရာရေအေးအေးလေးတစ်ခွက်မှမရှိတဲ့နေရာကိုရောက်နေရတယ်လို့ကိုစပွဲကောင်တောင်စုံကလက်ဖက်ရည်စက်ကလေးတဲ့နစ်နေတဲ့ရင်းတကောင်လိုကျွန်တော်တိုင်ငယ်လာတယ်ကျွန်တော်လက်ဖြံတွေပေါ်မှာချစ်ချင်းမြတ်တာအတူတွေကိုတက်တူးလိုက်ထိုးမိတယ်နာကျင်မှုတိုးဝဲမှုစောင့်ဆိုင်ရမှုမြုံကြည်မှုတွေနဲ့ပြည့်နေတဲ့လေပူပေါင်းလိုလူတွေအတန်တိတ်တနက်နဲ့ကျွန်တော်ကိုတယောက်ယောက်ကချောင်းပြစ်လိုက်စေခြင်းနဲ့ကျွန်တော်အခန်းချင်းလေးထဲမှာမဖက်ဖြစ်ပဲဝယ်ထားတဲ့စာအုပ်တွေမကြည့်ပြတဲ့ရုပ်ရှင်တွေစိတ်ချမ်းသာစရာတစ်စက်မှမရှိတဲ့ပကြီးကားတွေပင်မအံ့ဩဝယ်ကောင်းအောင်ပြည့်နှက်နေလိုက်ပုံများကျွန်တော်အစားပြုခဲ့ရတာတွေကိုအဆုံးသတ်ဖို့ပြင်ရည်လာတယ်ကျွန်တော်တွေ့မြင်နေကြလူတွေဟာသစိမ်းတွေနဲ့ပိုတူလာတယ်ကျွန်တော်နင်းနေတဲ့မြေကြီးဟာကဘာမြေကြီးအစ်စ်နဲ့မတူပဲရေမြုပ်ဖော်တုံးကြီးတစ်လုံးနဲ့တူလာတယ်တကယ်နှစ်သာရကဘာများလဲကျွန်တော်ရှာလို့မတွေ့ဘူးကျွန်တော်ဝေဝါးခဲ့တယ်ပန်းနိုင်တွေပြောင်းလဲပစ်ခဲ့တယ်အလောက်ထဲစိတ်နစ်ထားတယ်ဒါပေမဲ့တည်နေတဲ့ရေတွေကပိုပြီးတိတ်ဆိတ်လျက်ပဲကြာလာတော့တခါကကျွန်တော်ရမ်းကြိုက်ခဲ့တဲ့သချင်းတွေကိုတောင်ယိုးအီလာတယ်ကျွန်တော်ကြိုက်နှစ်သက်တဲ့အရာဆိုလို့ခုံပေါ်မှာခွေကလေးလဲနေတဲ့ secret ဘူးကလွဲရင်ဘာမှမကြံတော့တယ်လို့မျိုးညတွေဟာပြင်းရည်စရာပိုကောင်းလာတယ်ပင်လေတဲ့တယောက်တည်းရောက်နေတဲ့အခါအလုံးနဲ့လက်နဲ့မပြတ်အောင်နေပါတဲ့ရေကြီးလေးတစ်ပေါက်မှကျွန်တော်ရှာမတွေ့ပါဘူးကျွန်တော်ဟာအဆုံးမရှိတဲ့ပင်လယ်ပြင်ကြီးကိုငေးကြည့်ရင်ရေတောက်ချင်တဲ့အာဒီတတာပြင်းထန်လာခဲ့တယ်ဂျွန်19 2028ဤလက်တော့မခင်ချော်မေကိုတောင်မန်တွေဟာပြန်ပေါက်လာပြီသေးလောက်အောင်နာနေတဲ့ညှက်ရိုးတွေကြားထဲကနေထွက်လာတာအနက်ရောင်တောင်မန်တွေဟာလေတိုးတာနဲ့ကိုပင့်တင်နေတာကိုခံစားနေရတယ်ဒီဇင်ဘာ1 2022ဤလက်ကြပြဆရာကြီးလေးရဲ့မခင်ချော်မေကြပြဤတွင်ပြီးဆုံးပါပြီနားဆင်သူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးထွန်းပင်တင်ရှိပါတယ်ခင်ဗျာ